တကြိမ်တစ်ခါတော့မှကိုကငါးပါးသီလချိုးဖောက်ခဲ့ပဲမဲ့လို့ဒီချိန်မှာမချိုးဖောက်ဘူးလို့နှလုံးသွင်းလိုက်မယ်ဆိုရင်နှလုံးသွင်းလိုက်တာနဲ့ချက်ချင်းကုသိုလ်အဖြစ်လာတာရှင်အင်္ဂုလိမာလာကြီးကိုမြတ်စွာဘုရားကအင်္ဂုလိမာလာပရိတ်ကိုဟောတဲ့အခါမှာကြည့်ပေါ့ယတောဟံပဂိနိရိယာယဇာတိယဇာတောနာဘိဇာနာမိသင်္စိစ္ဆပါဏံဇိဝိတဝရောပိတာကြည့်အရိယာအမြတ်အရိယာဇတ်ဖြစ်တဲ့ယဟန်ဘဝရလာတဲ့အချိန်ကနေစပြီးသေစီလူရဲစိတ်နဲ့ဘယ်တတ္တဝါမှမတတ်ပါဘူးလို့ပြောတယ်။ကိုတော့ကတတ်လိုက်တာတကယ်လူသားသမားကြီးပဲလေ။ဟုတ်တယ်မလား။အဲ့ဒါတွေကိုပြန်မတွေးနဲ့ယဟန်ဖြစ်တဲ့နေ့ကစပြီးဘယ်သူမှမတတ်တော့ဘူး။ဟုတ်တယ်မလား။အဲ့ဒါမျိုးလို့ပဲသီလအခုဆောက်တည်ရင်အခုဆောက်တည်တဲ့အချိန်အစားဆိုငါးပါးသီလလုံးတယ်လို့စိတ်ထဲမှာထားအားတင်းအဲ့လိုအားပေးစကားပြောရမယ်သူ့ကိုဆက်ပြီးတော့ပြောရမယ့်စကားလေးတွေကြံသေးတယ်ဒါကအားပေးစကားပြောတာဟုတ်ကဲ့ဆက်ပြီးစကားဘာပြောရမှာတော့ဆိုလို့ရှိရင်တဲ့သူ့ကိုပြောလူတွေဆိုတာအတွေ့အတာလေးတွေရှိတတ်တယ်ဥပမာမဲ့မိဘတွေဆိုရင်သာသမီပေါ်မှာတွေ့တာတယ်နော်အိမ်တော်ဦးစီးတွေဆိုလို့ရှိရင်သားမယားတွေပေါ်မှာတွေ့တာအဲ့ဒါကြရင်ပြောတဲ့မိဘတွေပေါ်မှာတွေ့တာတဲ့စိတ်ရှိသလားမရှိဘူးလားမေးရှိနေသေးလို့ရှိရင်အဲ့တွေ့တာတဲ့စိတ်ကိုထားပါနဲ့တတ္တဝါဆိုတာကိုယ်ကံနဲ့ကိုယ်လာတာတွေ့တာပြီးတော့မနေပါနဲ့တွေ့တာနေလဲသိမှာပဲမတွေ့တာပဲနေလဲသိမှာပဲသိမှာတူတူတော့တွဲမနေပါနဲ့လို့ပြောတယ်ဟုတ်ကဲ့ဒါပေမဲ့ခုခေတ်အဲ့လိုပြောရင်ရံများလုံးနေမလားမသိဘူးနော်ဟိုတခါကြီးတယောက်ပြောတာလို့ပဲသူကအမြဲတမ်းဟိုဆိုးလုပ်ငန်းနဲ့အသက်မွေးတာလေသူကဘာပြောတော့ဆိုရင်သူသေလို့ရှိရင်တဲ့တွင်းတူးပြီးတော့မမြုပ်နဲ့တဲ့မြေကြီးပေါ်ဒီတိုင်းမှောက်ချထားလိုက်သူကသူရဲဝင်သွားပါမယ်လို့ပြောတယ်ဆိုလိုတာကသူကအကုသိုလ်တွေလုပ်နေတာသူသေရင်တော့အောက်ပဲသွားမှာပဲလို့ပြောတဲ့သဘောပဲဟုတ်ကဲ့မိုက်တဲ့လူကလည်းအဲ့ဒါလောက်ထိအောင်မိုက်သွားတာနော်ပြင်ဖို့မစင်စားဘူးမြေကြီးတဲ့ရဲဝင်သွားမယ်တဲ့အဲ့တော့တွေ့တာမှုတွေကိုတစ်ခုပြီးတစ်ခုဖြည့်ရှင်းပြီးတော့သွားရမယ်မိဘပေါ်တွေ့တာသလားမိဘပေါ်တွေ့တာကိုဖြုတ်ရမယ်သားမယားပေါ်တွေ့တာရင်လည်းတွေ့တာမှုမရှိအောင်ဖြုတ်ရမယ်ပစ္စည်းဥစ္စာတွေပေါ်တွေ့တာလားတွေ့တာမှုတွေကိုဖြုတ်ရမယ်တစ်ခုချင်းဖြုတ်သွားတွေ့တာမှုဆိုတာအလွန်ဆန်းတဲ့ဆိုးတယ်နော်ဒိဋ္ဌဆိုတဲ့ယန္တပါအကြောင်းအလုံးကြားဖို့နေကြတာပဲသူညီမကနေပြီးတော့သင်္ကန်းကိုကောင်းမွန်ရက်လုပ်ပြီးတော့ချော်ချော်လေးရက်ပြီးတော့ပေးလိုက်တဲ့သင်္ကန်းလေးမနေ့ကျတော့ဝတ်မယ်ဆိုပြီးတော့အားတင်းထားမဝရက်သိလို့ညကျတော့အစာမကြေတဲ့ယောဂနဲ့ပြန်တော်မူဒီသင်္ကန်းလေးပေါ်မှာဆွဲပြီးတော့တန်းဖြစ်နေတယ်ကြည်တွေ့တာမှုကဘလောက်ဆိုးတယ်ဆိုတာသီလရှိတဲ့ယဟန်တော်အဲ့ဒီယဟန်ကတရားဓမ္မတွေကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ယဟန်သို့တော့အတွေ့အတာသွားပြီးတော့တွေ့တာမိသည့်အတွက်ကြောင့်တန်းသွားဖြစ်အဲ့ဒီလိုတန်းသွားဖြစ်တော့သိသွားပြီဆိုရင်ဘုန်းကြီးတစ်ပါးပြန်တော်မူလို့ရှိရင်အဲ့ဒီဘုန်းကြီးပိုင်တဲ့ပစ္စည်းဒီမတ္တတဏ္ဍကလို့ခေါ်တယ်သိတဲ့ပုဂ္ဂိုလ်ရဲ့ပစ္စည်းဒီတန်ခိကဖြစ်တယ်တန်ဃာတွေအားလုံးပိုင်ဆိုင်တယ်အဲ့တော့တန်ဃာတွေကဒိဋ္ဌယဟန်တော်ပြန်တော်မူသွားပြီဟောသူသင်္ကန်းလေးကြံရင်တယ်အဲ့ဒီသင်္ကန်းကိုဝေပန္တိကပြုမယ်ဆိုတော့အဲ့တန်းကစိတ်ဆိုးလိုက်တာတဲ့ငါသင်္ကန်းဘာလို့ယူရမှာတော့ငါသင်္ကန်းဘာလို့ယူရမှာတော့ကြည့်တွေ့တာကိုအကြောင်းပြုပြီးဒေါသပါဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကကြားလို့အဲ့ဒီသင်္ကန်းကိုမဝေပညာနဲ့အောင်ထားလိုက်အောင်9ရက်ဆိုတော့သူသင်္ကန်းလေးပေါ်မှာသူအေးအေးဆေးဆေးနေတက်တန်းဆေးတော့9ရက်ပဲသူကအသက်ရှည်တာကို9ရက်ပြည့်တဲ့အခါကျသေပြီးတော့အေးအေးဆေးဆေးအတွေ့အတာလွတ်တဲ့တာဝရိန္ဒနာပြည်သူရောက်သွားတယ်တဲ့သူ့ရဲ့သီလဆွမ်းအားကြောင့်တာဝရိန္ဒနာပြည်ရောက်သွားတွေ့တာကသီလရဲ့အရင်လက်ဦးသွားပြီးတော့ပန်းဘဝရောက်သွားတာကြောက်เสียအလွန်ကောင်းတယ်ဒါကြောင့်မို့အတွေ့အတာမထားပါနဲ့လို့ပြောပြရမယ်မတွေ့စေနဲ့တော့တွေ့ရင်အိမ်ပေါ်ကမဆင်းဘူးဆိုဟုတ်ပစ္စည်းလည်းမတွေ့စေနဲ့ဘာမှမတွေ့စေရဘူးကိုလည်းမတွေ့အောင်တတိထားနော်